Atalanta ရဲ့ Brazil ကွင်းလေလူအီတာဆန်ဆိုရင်တော့ဖြစ်ဒီကနေ့ပါပဲကျွန်တော်တို့ Manchester United နဲ့သဘောတူညီမှုရရှိသွားပြီးတော့35တန်းဝန်းကျင်နဲ့ Manchester United ကိုရောက်လာတယ်လို့ကျွန်တော်တို့သတင်းတွေရသိရတယ်။အီတာဆန်ရောက်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ Manchester United ဟာ Michael Carrick ရဲ့လက်အောက်မှာပေါ့ကျွန်တော်တို့ဒါပထမဦးဆုံးတော့ခေါ်ယူမှုဖြစ်ခဲ့တယ်။အဲ့ဒီတော့လည်းကျွန်တော်တို့ Manchester United fan တယောက်အနေနဲ့လည်းဂုဏ်ယူပါတယ် congratulation ပါManchester United ကကျွန်တော်တို့ပြီးခဲ့တဲ့ရှေ့ပတ်တွေမှာဝင်းလေပိုင်းကိုခေါ်ယူအားဖြည့်ဖို့အတွက်ကစားသမား3ယောက်လောက်ထိကိုသူကစိတ်ဝင်စားမှုရှိနေတယ်လို့သတင်းတွေထွက်နေတယ်အဲ့ဒီအထဲမှာကျွန်တော်အီဒါဆန်ကရရှိခဲ့ပြီးသွားပြီနောက်ထပ်တစ်ယောက်အနေနဲ့ကျွန်တော်တို့ဝဟန်ရဲ့ကွင်းလက်လူ Matías Fernandes ကိုလည်းကျွန်တော်တို့ဒီပို့ပြီးတော့အလေးအထားပြီးတော့သူ့ကိုခေါ်ယူဖို့အတွက်ဆောင်ရွက်နေတယ်လို့သိရတယ်ကစားသမားနဲ့တွေ့ဆုံမေးမြန်းမှုတွေလုပ်နေတယ်လို့သိရတယ်။အဲဒီတော့ Matías Fernandes က Manchester United ကိုရောက်လာမလားလို့ဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရပါမယ်။ United ရဲ့တိုက်စစ်မှု Highland ကိုကျွန်တော်ပြီးခဲ့တဲ့ရာသီမှာနာပိုလီမှာတရားဒီအငှားချထားခဲ့တာဖြစ်တယ်။တရားဒီအငှားချလို့စာချုပ်ကုန်သွားတဲ့အခါကျတော့စာချုပ်ပါအတိုင်းနာပိုလီဟာချန်ပီယံလိဝင်ခွင့်ရခဲ့လို့ရှိရင် Manchester United ကနေပြီးတော့ Highland ကိုအပိသက်ခေါ်ယူပါမယ်ဆိုတဲ့စာချုပ်ထဲမှာပါခဲ့တဲ့အတွက်ကြောင့် Highland ကတော့ကျွန်တော်တို့နာပိုလီကိုဒီကနေ့မှာပဲအပိသက်ပြောင်းရွှေ့သွားပြီလို့သိရတယ်။အဲ့ဒီပြောင်းရွှေ့မှုကလည်း United ရဲ့ဒီနွေရာသီမှာ Michael Carrick ရဲ့လက်အောက်မှာပထမဦးဆုံးသောထွက်ခွာမှုလို့လည်းသိရတယ်။ကျွန်တော်အီဒါဆန်ဝင်လာတာလည်းပထမဦးဆုံးသောပြောင်းရွှေ့မှုပြီးတော့ဒီနွေရာသီမှာပထမဦးဆုံးပြောင်းရွှေ့မှုနောက်တစ်ခုဒီ Highland နာပိုလီကိုထွက်ခွာသွားတာလည်းကျွန်တော်ပထမဦးဆုံးသောပြောင်းရွှေ့မှုပါပဲနောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ Highland က United မှာကစားခဲ့စဉ်တုန်းကပွဲ65ပွဲကစားခဲ့ပြီးတော့26ခုထိသွင်းယူပေးနိုင်ခဲ့ပါတယ်ကျွန်တော်တို့နောက်ထပ်ဒီ injury ပြဿနာဘက်ကနေကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ delay တို့ပြီးရင်ကျွန်တော်တို့ Patrick Dogu တို့ပြီးရင်ကျွန်တော်တို့ဒီ Lisandro Martinez တို့ဟာဆိုလို့ရှိရင်လည်းကျွန်တော်တို့ injury ပြဿနာတွေကနေပြန်လဲကောင်းမွန်လာပြီးတော့သူတို့သက်ဆိုင်တဲ့ national team တွေမှာ trainee ဆင်းနေတယ်လို့လည်းသိရတယ်ကျွန်တော် injury ပြဿနာပြန်လဲကောင်းမွန်လာပြီလို့သိရတာပေါ့ဒီကနေ့သတင်းကတော့ဒီလောက်ပါပဲကျွန်တော်တို့ဘာတော့ရှိုင်းမီကင်မရာဘာဖြစ်သွားလဲကိုမသိဘူးကဲတယောက်ချင်းဒီတိုင်းကိုကျွန်တော်တို့ကျေးဇူးအထူးတင်ရှိပါတယ် channel လေးကို subscribe မနှိပ်ရသေးဘူးဆိုလဲ subscribe နှိပ်ပေးသွားဖို့တောင်းဆိုပါတယ်နောက်ရက်တင်မှာလဲကျွန်တော်တို့ Manchester United ရဲ့စိတ်ဝင်စားစရာသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးဦးမှာဖြစ်လို့ subscribe လုပ်ထားဖို့မေးပါနဲ့ like and follow လေးလည်းနှိပ်သွားပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်